အသက်အာမခံအကြံပေးတိုင်းအတူတူပဲလားကိုတကယ်ယုံကြည်လို့ရမယ်အသက်အာမခံအကြံပေးဆိုတာဘယ်လိုမျိုးလဲဒီမနက်ဖြန်တိုင်းတွေစိတ်ချလိုက်အစီအစဉ်မှာအချိန်10မိနစ်တည်းပေးုံနဲ့ဒါတွေအားလုံးရှင်းသွားလိမ့်မယ်မိသားစုအားလုံးရဲ့မနက်ဖြန်တိုင်းတွေစိတ်ချလိုက်ကို့အတွက်တကယ်အကျိုးရှိမဲ့အသက်အာမခံအကြံပေးကိုဘယ်လိုရွေးချယ်ရမလဲတကယ် professional အသက်အာမခံအကြံပေးတယောက်ပြောတာနားထောင်ကြည့်ရဒီချက်၃ချက်ကိုပဲကြည့်လိုက်ပါမိတ်ဆွေတို့ရဲ့အခက်အခဲနဲ့လိုအပ်ချက်တွေကိုသူတို့တည်တည်ချာချာနားထောင်ပေးရလားအသက်အာမခံရဲ့အာသာချက်တင်သားမကတည်ထားရမယ့်စီကံချက်တွေကိုပါပွင့်ပွင့်လင်းလင်းရှင်းပြရလားနောက်ဆုံးကတော့အသက်အာမခံဝယ်ပြီးသွားရင်လည်းတခုခုဆိုအားကိုးရမယ့်သူမျိုးဟုတ်ရဲ့လားဆိုတာပါပဲတကယ်တော့အာမခံအကြံပေးကောင်းတယောက်ဆိုတာအာမခံရောင်းရဖို့ထက်မိတ်ဆွေတို့ရဲ့အခက်အခဲတွေကိုအကောင်းဆုံးကူညီဖြေရှင်းပေးဖို့ကိုသာအဓိကထားကြတာပါဆိုတော့ဘယ်အသက်အာမခံအကြံပေးတိုင်းမှာမဆိုဝယ်မှာလားတိတိကျကျရွေးချယ်မှာလားဘယ်လောက်ဆိုရင်မနှက်ပြန်တိုင်းအတွက်စိတ်ချရအောင်ဘာတွေကြိုတင်ပြင်ဆင်ရမလဲဆိုတော့တီးပြီးလောက်ပြီးထင်ပါတယ်ထက်တိလို့လည်းမေးခွန်းတွေရှိမယ်ကွန်မန့်မှာမေးထားလိုက်နော်အားလုံးနဲ့နောက်တစ်ပတ်စနေမှာပြန်တွေ့မယ်